အဲ့ဒီခုကအဝိရှော်ဆက်ပြရည်လေးဆက်ထားပါတယ်အဝိရှော်ဆက်ပြရည်လေးကအမြုပ်ထွက်အားလဲကောင်းတယ်ဒီလိုမျိုးကြည်ကြည်လေးပြပြနစ်နစ်ကလေးရဖို့ဆိုအန်ဒီတို့ကကုန်ချမ်းတွေကိုအသေးချာစနစ်တကျဖြောဆက်ဖို့လိုပါတယ်ဒါလေးကိုအန်ဒီကကို sharing ပေါ့နော်၃ချက်လောက်အန်ဒီလုံးပြောပြခြင်းလို့ပါအခုဆိုဒီလိုမျိုးအဝိရှော်ဆက်ပြလေးချီတောက်ပြီးတော့ဟိုအမြုပ်ထွက်အားလေးလည်းကောင်းတယ်ကြီးကျွအားလေးလည်းကောင်းမယ်နောက်ပြီးတော့ပြပြနစ်နစ်လေးမို့အသုံးလဲခံပါတယ်ရှင့်အဲ့တော့ဒီအဝိရှော်ဆက်ပြရည်တွေမှာပါတဲ့ဒီ SL ရဲ့ဂျေပေါ့ဒါက तू ကအဓိက तू ကလည်းတရုပ်ဆောင်မယ်နောက်တစ်ခုကကြတော့ဒီအန်ဒီတို့ဒီ SLS အချောင်း तू ဂျီချွအားလေးအမြုပ်ထွက်အားလေးရဲ့ဒီ initial စားပေါ့နော်ဒီဆက်ပြပြစ်ဖို့ရဲ့ပိုးသက်တာရဲ့ဒီဆက်ပြဖြစ်ဖို့လဲ तू လည်းအဓိကဆက်ဆောင်ဒီ၃မျိုးပေါ့နော်ဒီ၃မျိုးပေါ့အဲ့တော့တိတိချာချာလေးနှက်နှက်ဆက်ဆက်လေးဟိုဆက်တက်မှာဘယ်နှမျိုးပဲဆက်ဆက်ဥပမာ၈မျိုးပဲဆက်ဆက်12မျိုးပဲဆက်ဆက်ဘလောက် high quality လေးပဲဖြစ်နေပါစေကိုဖြော်ဆက်တာကိုစနစ်မကြဘူးတိတိချာချာကြည်ညက်အောင်မဖြော်နိုင်ဘူးဆိုလို့ရှိရင်တော့ဒီဆက်ပြရေးလှဖို့မလွယ်ပါဘူးနောက်တစ်ခုရှိသေးတယ် chemical တွေကိုကိုကရောတဲ့အခါမှာအချို့တွေဆို9မျိုးတို့12မျိုးတို့ကအများကြီးရောတဲ့အခါမှာကိုကဘယ် chemical ကိုရောမှမသိဘူးတချို့ chemical တွေကရောထည့်လိုက်လို့ရှိရင်ပေါ့နော်အယောင်ဒီနောက်သွားတက်တဲ့ chemical တွေလည်းရှိရအဲ့ဒါလေး chemical ဘိုင်းလေးကိုတိတိချာချာနှံ့နှံ့ဆက်ဆက်လေးပြီးမှရောတဲ့ခါကြလို့ရှိရင်လိုကြည်ကြည်လင်လင်လေးဖြစ်မှာရှင့်ဒါကြောင့်မို့အန်ဒီတို့ကပင်လန်းနေမှာဆိုလို့ရှိရင်ဒီ chemical တစ်ခုချင်းစီကိုမြန်မာလိုတိတိချာချာရှင်းပြလိုက်ပါတယ်ဘာအတွက်ထည့်တာဘယ်အတွက်ထည့်တာအများကြီးစက်ထည့်လိုက်နဲ့ကောင်းတာမဟုတ်ပါဘူးတော်ရုံကိုအတွက်အသုံးဝင်မဲ့ဆက်ဒီအဝိရှော်ဆိုအဝိရှော်အတွက်ပကံဆေးဆိုပကံဆေးအတွက်အသုံးဝင်တဲ့ဟာတွေကိုစက်ထည့်လိုက်စင်ရပါတယ်၈မျိုးဆက်လည်းရတယ်9မျိုးဆက်လည်းရတယ်9မျိုးဆက်လည်းဆက်ပြပါပဲသုံးလို့ရပါတယ်ရှင်high quality ဆိုပေမဲ့လည်းဒီလားဟိုဖြော်ဆက်တဲ့အခါမှာမနှံ့ဆက်ဘူးဂျဲတွေကမကြေဘူးဒီ SLS အချောင်းတွေကလည်းရေမှာမပျော်ဝင်မဲ့နဲ့ဒီတိုင်းပြီးဖွေချလိုက်ရင်တော့ဒါကိုကဘယ်လိုမှဒီလိုကြည်ကြည်လင်းလင်းပြပြနစ်နစ်ဖြစ်မလာပါဘူးရှင်ဒါကြောင့်အန်ဒီတို့ကအမြဲတမ်းပြောတယ်ဆက်ပြရေးဖြော်ရင်စိတ်ရှိလက်ရှိဖြော်ပေးပါဘာလို့လဲဆိုတော့ဒီဂျဲကလေလုံးဝရေထဲမှာပျော်ဝင်ရမယ်ဒီအချောင်းလေးကလေလုံးဝရေထဲမှာပျော်ဝင်တယ်အဲ့လိုပျော်ပြီးနှစ်ခုပြန်ပေါင်းပြီးတော့မှအန်တို့အယောင်အနက်နဲ့တခြားအမျိုးတွေကိုထည့်တာပါရှင့်နောက်ဆုံးကြမှာဥမာ9မျိုးပဲဖြစ်10မျိုးပဲဖြစ်ဖြစ်အန်ဒီတို့9မျိုးပဲဖြစ်ဖြစ်ပေါ့နော်တခုချင်းစီထည့်ပြီးမှနောက်ဆုံးမှာစားကိုဖြည်းချင်းထည့်မွေပါစားမကြင်လည်းစပြရေးကျဲတက်ပါတယ်ဒါကြောင့်မို့စားကိုကွာစိတ်ရှိလက်ရှိဖြည်းချင်းကြည်အောင်မှွေပေးပါတဖြည်းဖြည်းစပြရေးပြစ်လာပါလိမ့်မယ်